ကျွန်တော်တို့ဘဝအတွက်ချစ်ချင်းမြတ်တာဆိုတာအဆုံးမရှိတဲ့ခီးလန်းတစ်ခုပါပဲကိုစီကနေထွက်သွားခဲ့တဲ့လူတွေကပြန်မလာနိုင်တော့ရင်ပဲသူတို့နဲ့တူဖြတ်တန်းခဲ့ရတဲ့မှတ်တရတွေကဘဝတစ်လျှောက်လုံးမှာရှင်ကျန်နေခဲ့ပါတယ်ကျွန်တော်လိုပဲချစ်ချင်းမြတ်တာကိုနာကျင်မှုတွေနဲ့ခံစားမှုသူတိုင်းအတွက်2015တုန်းကထွက်ထားခဲ့တဲ့ The Longer Ride ဆိုတဲ့ romantic drama လေးကိုသွားကြည့်လိုက်အောင်ဗျာHello everyone ကျွန်တော်တို့ Mr. Fight ရဲ့အစီအစဉ်တစ်ဆက်သူဟိန်းတန်ပါအားလုံးပဲနေကောင်းကြရလားဗျာမတွေ့အောင်တော်တော်ကြာရင်နော်ကျွန်တော်ပျောက်နေရဗျာအခုမှပြန်ဖြစ်တော့တယ်ဒီနေ့ဇာတ်လမ်းလေးကြောင်းမပြောပြခင်ဒီဇာတ်ကားလေးထွက်ပြီးတဲ့နောက်မှာပရိသတ်တွေရဲ့ review လေးကိုနည်းနည်းလေးပြောပြပေးမယ် The Longer Ride ကအချစ်နဲ့ခံစားမှုတွေကိုအပေါ်လင်ဆုံးဖြစ်အောင်ရိုက်ကူးနိုင်တဲ့ဇာတ်ကားလို့လည်းပြောကြရပါတော့ဆို review တွေကနေပြီးတော့လူအများသုံးသပ်ပေးကြတဲ့အချက်တွေကတော့ဝမ်းနေခြင်းပျော်ရွှင်ခြင်းချစ်ချင်းမြတ်တာဆွလွတ်မှုတွေနောက်ပြီးတော့အနာဂတ်အတွက်အစီအစဉ်တွေဆိုတော့အဲ့လိုမျိုးခံစားချက်မျိုးစုံကိုတပြိုင်တည်းပေးဆက်နိုင်တဲ့ဇာတ်ကားလို့ပြောကြရပါတော့ဆိုတော့ဇာတ်လမ်းလေးအကြောင်းကိုစပြီးပြောလိုက်ကြအောင်ဒီဇာတ်ကားရဲ့ main character လို့လည်းပြောလို့ရမယ်လူဆိုတဲ့ကောင်လေးကနွားရဲစီးရတာကိုတော်တော်ကြီးကိုကြိုက်တယ်ဗျဒီအလုပ်ကအန်ဒီရဲ့များတယ်ဆိုပေမဲ့လည်း तू ကနွားရဲစီးနေရတာကိုတကယ်ကြီးကို crazy ဖြစ်နေရပါတော့ပြီးတော့သူ့မှာရည်မှန်းချက်တစ်ခုလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲ့နွားရိုင်းကိုအချိန်ကြာကြီးစီးနေရမယ်ဆိုတာပဲအဲ့ဒါကြောင့်မို့လို့လေဒီဇာကားနာမည်က The Longer Ride ဆိုပြီးတော့ဖြစ်နေရပေါ့ဆိုဖီယာဆိုတဲ့ကောင်မလေးကတော့အနုပညာသင်တန်းသင်ကျောင်းသူလေးသူ့ရဲ့ဘွားတစ်လျှောက်လုံးစာအုပ်တွေနဲ့ပကြီးတွေကြားထဲမှာနစ်မြုပ်ထားလို့လေအပြင်းနေပါလေဆိုရင်တိတ်သွားလည်းမရှိဘူးဒါပေမဲ့တရက်မှာတော့နွားရိုင်းပွဲတစ်ပွဲကိုသွားကြည့်ရနေပြီးတော့ဇလန်းလေးကစရဲပေါ့ဗျာထင်မှမထားတဲ့ဖြစ်ပျက်လေးတစ်ခုကနေပြီးတော့လုတ်နဲ့ဆိုဖီယာတို့ကမြင်မြင်ချင်းသဘောကျမိသွားကြတယ်လူဘက်ကလည်းမိန်းကလေးအများကြီးကိုတွေ့ဘူးပေမဲ့သူမတူတဲ့ပုံစံလေးနဲ့လှရလွန်တဲ့ဆိုဖီယာလေးကိုခံစားချက်တွေပုံမိသွားရောဗျာအဲ့ဒီနောက်မှာတော့ဆိုဖီယာအတွက်ဘဝမှာတစ်ခါမှမခံစားခဲ့ရဘူးတဲ့ခံစားချက်မျိုးလူကဖန်တီးပေးလိုက်တဲ့အခိုက်အတန့်လေးမှာသူတို့နှစ်ယောက်လုံးအတွက်ဗျာတစ်သက်လုံးရထားခြင်းနဲ့အချိန်ဆက်ဝန်းလေးဖြစ်ခဲ့ရပေါ့ဒါပေမဲ့မကြခင်မှာပဲအဝေးကိုထွက်သွားရတော့မဲ့ဆိုဖီယာကြောင့်ဖော်မပြနိုင်ခဲ့တဲ့လူရဲ့ခံစားချက်တွေကလည်းရှိနေပါသေးတယ်တနေ့မှာတော့ကိုင်းစီးတန်းဖြစ်နေတဲ့အိုင်ရာဆိုတဲ့အဖိုးကိုသူတို့နှစ်ယောက်လုံးကကယ်တင်ဖို့ကြိုးစားခဲ့ကြတယ်။အဲ့ဒီအဖိုးကလည်းသူ့ရဲ့တိတ်တွေကိုစာလေးနဲ့ရေးသားထားပြီးတော့ဘဝတစ်လျှောက်လုံးမှာမေ့ပြစ်လို့မရနိုင်တဲ့ချစ်စံလေးတစ်ပုဒ်ကလည်းရှိနေခဲ့။ तू ကသူ့ရဲ့စာတွေကိုဘယ်လောက်ထိတန်ဖိုးထားလဲဆိုလို့ရှိရင်အရင်ဆုံးသူ့ရဲ့စာတွေကိုကယ်ပါဆိုပြီးတော့ပြောလိုက်ပါသေးတယ်။သူ့ရဲ့အတိတ်မှာအချစ်ရဆုံး root လို့ခေါ်တဲ့အမျိုးသမီးရဲ့နောက်ဆုံးထွက်သက်အထိအတူတူရှိခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်းအချစ်ဆိုတဲ့အဆုံးသတ်နိုင်တဲ့ခံစားချက်ကသူရှင်သန်နေတဲ့ကာလတွေမှာကြံရစ်နေပါသေးတယ်။အစပိုင်းတော့ရုရဲ့အိမ်မက်တွေကိုမဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ခံစားချက်ကြောင့်အိုင်ရာတယောက်ရုနဲ့ဝိုးဝင်းမှနေဖို့ဆုံးဖြတ်ခဲ့ပါသေးတယ်။ဒါပေမဲ့အိမ်မက်တွေထက်သူနဲ့တူတူရှိနေပေးဖို့ပဲရုကတောင်းဆိုခဲ့တာမို့အိုင်ရာနဲ့ရုတို့ရဲ့ပျော်ရွှင်မဲ့ဆုံးသက်လေးကိုသိလိုက်ရတဲ့အချိန်မှာတော့မကြခင်ဝေးရတော့မဲ့လုတ်နဲ့ဆိုဖီယာတို့လည်းအချစ်ဆိုတာအနာဂတ်ထိရှင်းသန်နိုင်တယ်ဆိုတာကိုသဘောပေါက်သွားကြပါတယ်။အချစ်နဲ့အိမ်မက်လွန်ဆွဲတဲ့ပွဲမှာသူတို့ဘလို့တွေဆုံးဖြတ်သွားမလဲ။ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Netflix မှာအဆုံးထိကြည့်လိုက်ကြဖို့အကြံပေးချင်ပါတယ်ဗျာ။ဒီညမှာကျွန်တော်နည်းနည်းတော့ spoil လုပ်ချင်ပါတယ်။ spoiler အလက်ပါနော်။တခြားတော့မဟုတ်ပါဘူး။ဒီကားလေးကတော့ happy ending ဖြစ်မှာပါ။ဆိုတော့အရှိမပြောခဲ့လို့ပဲပေါ့နော်။ဒါ romantic drama ဆိုတဲ့အတွက်bro မှာပါ။ကြည့်ပါတန်ပါရဲ့ဗျာ။လွန်ခဲ့တဲ့6နှစ်9နှစ်လောက်ကဒီဇာတ်ကားကိုစကြည့်ဖို့တဲ့အချိန်မှာကျွန်တော်မှလည်းအခုလိုဖြစ်ပြန်မျိုးကြုံခဲ့ပူတယ်ပေါ့နော်ဆိုတော့အချစ်ကိုပဲရွေးချယ်ရမလားအိမ်မက်နောက်ကိုပဲလိုက်ရမလားပေါ့ဒါပေမဲ့အဲ့တော့ကျွန်တော်ရွေးချယ်ခဲ့တဲ့အချစ်ကတစ်ဖက်သက်ချစ်ဖြစ်သွားပေါ့အဲ့တော့တွေ့ခဲ့တဲ့ကောင်မလေးကကျွန်တော်နဲ့ပြက်ပြီးတော့ခြားကောင်လေးတယောက်ရဲ့ရင်ဝင်နေမှာပါဗျာဒါပေမဲ့ပြက်သွားတာမကြသေးဘူးဆိုတော့ကျွန်တော်သူ့ဆက်သွယ်ပြီးတော့ပြန်ပြီးကြိုးစားနေအောင်အဲ့ဒီမှာကျွန်တော်သူ့ဘာပြောလဲဆိုတော့ငါရန်ကုန်လို့သွားလို့ရတော့မှာပေါ့နော်နောက်ကြလို့ရှိရင်နည်းနည်းတူမလွယ်တော့ဘူးပေါ့အဲ့တော့နေတာငါစီပြန်လာခဲ့မယ်ဆိုလို့ရှိရင်ငါအလုပ်လည်းတော့မလုပ်တော့ဘူးပေါ့အဲ့ဆိုကျွန်တော်အင်တာဗျူးအောင်ပြီးတော့တရက်နေ့အတွင်းသွားရတော့မှာအောင်ဆိုတော့အဲ့စကားကြည့်ပြီးချင်းပဲဖုန်းဆက်တာမျက်ရည်တွေနဲ့ပေါ့ဗျာဒါပေမဲ့ तू ကတော့ကျွန်တော်မရွေးခဲ့ပါဘူးကျွန်တော်လည်း joy အိမ်မက်နောက်ကိုပဲလိုက်ခဲ့ရတာပေါ့ဒါပါပဲအခုကြည့်နေတဲ့ခင်ဗျားတို့မှာရောအခုလိုဖြစ်ပျက်မျိုးတွေကြုံခဲ့ဘူးလားအချစ်ကိုပဲရွေးရမလားအိမ်မက်နောက်ပဲလိုက်ရမလားဆိုပြီးတော့တွေးရတယ်ဖြစ်ရင်လမ်းလေးပြောက်ခဲ့ဘူးလားအဲ့လိုမျိုးကြုံတွေ့ဘူးလဲဆိုလို့ရှိရင်ကိုမမရေးသွားခဲ့လို့ရပါတယ်အားလုံးကတစ်ချိန်တော့အချစ်မှာចောင်းသူចောင်းသားတွေပဲမလား
မေးလို့ကျွန်တော်တစ်ခုပြောရတာရှိသေးတယ် Your happiness is our success